ဝိဇ္ဇာရောင်ရောင်ဇောကြီးရောင်ရောင်တပ်ပတိရောင်ရောင်လာမလုံးနဲ့ဘယ်ကောက်မှအားကိုးစရာမလိုဘူးသူ့အတွက်လွတ်မြောက်ရာအားထုတ်ခြင်းသည်သူ့အတွက်သာဖြစ်တယ်သူစိတ်တကိုးရှိရင်သူ့အတွက်သာဖြစ်တယ်ကျန်တဲ့လူအတွက်ကမျက်လဲလိုပဲထူးခြားတာပြမယ်ဆန်းပြတာပြမယ်အံ့ဩဖွယ်ရာပြမယ်ဘာရမလဲဆိုတော့ဗဇက်အဟောင်းသားနဲ့ရင်ဝင်သွားတာပဲဖတ်တယ်ကိုယ်ကစဉ်းစားကြည့်အဲ့လိုဖြစ်နေယရနာတွေအဲ့လိုရောတာလေရောတော့ကိုတို့ကလည်းအတုတွေဖြစ်ကုန်ဆရာတော်တန်ဃာတော်ရှေ့မှာတို့တန်ဃာတော်ရှင်သမတ်တွေကျုံလေးထိုင်ရတယ်ရှင်သာရိပုတ္တရာလိုယဟန္တာရှင်မြတ်ကြီးရှင်မောက္ကလန်လိုရှင်မြတ်ကြီးတို့မှာဘုရားရှင်မှာကျုံနေတာမင်းတို့ပုဂ္ဂိုလ်ကဒူးကောင်းဘုရားကြောပေးပြီးတော့ဒူးကောင်းကြီးဒူးပေါ်ပေါင်းနဲ့လက်သိမ်းနဲ့ပြစ်ထိုးလိုက်ကိုကောင်းတာပဲ